မြန်မာနိုင်ငံလုံးဆိုင်ရာမော်လီအဖွဲ့ချုပ်ဘူကိုကိုစားပြုတဲ့အတူအမှုချုပ်အနေနဲ့တင်ပြရမယ်ဆိုရင်မြန်မာနိုင်ငံလုံးဆိုင်ရာမော်လီအဖွဲ့ချုပ်ဒီအစ္စလာမ်သာသနာပညာရှင်တွေနဲ့နောက်ဘွဲရပညာတတ်တွေနဲ့ပေါင်းစပြီးတော့ဖွဲ့တဲ့အဖွဲ့အစည်းတရားဖြစ်တယ်ဒီအဖွဲ့ဒီဘာသာရေးအဖွဲ့ဘာသာရေးကိစ္စကိုတက်ဆောင်ရတဲ့အဖွဲ့ဖြစ်တယ်ထို့ပြင်ဒီပါတီနိုင်ငံရေးနဲ့ပတ်သက်တဲ့ဆိုရင်ဘယ်ပါတီကိုမဲပေးမယ်ဘယ်ပါတီကိုမဲမပေးဘူးဆိုတဲ့ဟာဒီအဖွဲ့ချုပ်အနေနဲ့မိသည့်ဆုံးဖြတ်ချက်တစုံတရာလည်းချမှတ်ထားတာမရှိဘူးမဲပေးကနေ့ကြရင်တော့လူထုအစ္စလာမ်ဘာသာဝင်ဖြစ်ဖြစ်အထူးသဖြင့်အစ္စလာမ်ဘာသာဝင်ပြောမယ်ဆိုရင်ဒီနိုင်ငံမှာရှိနေတဲ့အစ္စလာမ်ဘာသာဝင်သူအားလုံးရဲ့ကိစ္စဝဝဟောဒီဘာသာရေးဆိုင်ရာကိစ္စကိုဆောင်ရွက်နိုင်မဲ့ခေါင်းဆောင်ဘာသာရေးကိစ္စကိုအလေးနဲ့ထားပြီးတော့တာဝန်ယူမဲ့ခေါင်းဆောင်နောက်မြန်မာမွတ်စလင်တွေများသောအားဖြင့်ဒီနိုင်ငံမှာအနေခံရတယ်လက်ဆက်ခံရတယ်ဆိုတဲ့ဟာတော့လက်ခံတယ်သို့တော်လည်းပဲအဲ့လိုအနေခံရလို့ကျွန်တော်တို့အနေနဲ့အာဏာပိုင်ဘယ်အစိုးရပဲတက်အဲ့ဒီအစိုးရနဲ့ကျွန်တော်တို့လက်တွဲဆောင်ရွက်ပြီးတော့အစ္စလာမ်ဘာသာရေးကိစ္စကိုဘာသာရေးဆိုင်ရာအခွင့်အရေးကိုဥပဒေပေါင်းတွင်ရနေပြီးတော့မေတ္တာရက်ခံပြီးတော့တောင်းဆိုမဲ့အဖွဲ့လည်းဖြစ်တယ်မဲပေးမယ်ဆိုရင်ပေးတဲ့နေ့မှာပဲဆုံးဖြတ်ပြီးတော့တိုင်းပြည်နဲ့လူမျိုးအမျိုးဘာသာသာသနာကိုလေးစားလိုက်နာမဲ့ခေါင်းဆောင်ပါတီကိုမြန်မာနိုင်ငံမှာရှိနေတဲ့ဘာသာဘောင်းစုံကိုအလေးနဲ့ထားတဲ့ပါတီကိုအလေးနဲ့ထားတဲ့ခေါင်းဆောင်ကိုပဲမဲပေးသွားမယ်လို့ခံယူထားတယ်ဒီရွေးကောက်ပွဲဒီပါတီနိုင်ငံရေးနဲ့သက်ဆိုင်တယ်ပါတီနိုင်ငံရေးအရာပဲဆက်လက်သူ့ပါတီနဲ့သူ့ဟာနဲ့သူကြိုးပမ်းသွားမယ်ကျွန်တော်တို့အနေနဲ့ကတော့ဒီနိုင်ငံမှာဘယ်အစိုးရပဲတက်နော်ကျွန်တော်တို့အဲ့ဒီအစိုးရနဲ့ပဲလက်တွဲဆောင်ရွက်သွားမယ်အဲ့ဒီအစိုးရရဲ့ဥပဒေအဲ့ဒီအစိုးရဥပဒေဆိုတာကကျွန်တော်တို့ဒီဥပဒေပြဋ္ဌာန်းကျွန်တော်တို့အစ္စလာမ်ဘာသာဝင်တွေဖြစ်တဲ့အတွက်ကုရ်အာန်ကိုအခြေခံပြီးတော့ကုရ်အာန်နဲ့မဆန့်ကျင်တော့ကိစ္စရပ်များကိုဘာသာပေါင်းစုံနဲ့လက်တွဲဆောင်ရွက်မယ်အစိုးရနဲ့လက်တွဲဆောင်ရွက်မယ်ကုရ်အာန်နဲ့ဆန့်ကျင်တဲ့ကိစ္စကိုတော့ဒီအဖွဲ့ကလောကလက်မခံဘူးဆိုတဲ့ဟာကိုရဲရဲချင်းပြောရတယ်